အသည့်တွေနဲ့အမျိုးတွေကိုအားကိုးပြရအောင်လို့ရှိရင်အရင်ပြုတ်ပါလိမ့်မယ်ဟုတ်ပါတယ်အဲ့ဒီစကားကအမှန်ပါကျမဆိုလို့ရှိရင်ပေါ့နော်2021လောက်ခရေကဒီ online ကိုရက်တည်လာတာဒီ online မှာဈေးရောက်လာတာကျမစီကနေဘယ်အမျိုးမှဘယ်အသည့်မှဈေးမဝယ်ပါဘူးတကယ်လို့ဝယ်ခဲ့တယ်ဆိုရင်လည်းဈေးလေးလျှော့ပါအောင်ဟိုဟာလေးလုပ်ပေးပါအောင်ဒီဟာလေးလုပ်ပေးပါအောင်ပစ္စည်းကမကောင်းဘူးပစ္စည်းကဘယ်လိုမျိုးအည်သွင်းနေတဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဒါတွေပဲလာပါတယ်ဆိုတော့အခုမှဈေးရောက်မဲ့ညီမလေးတွေမောင်လေးတွေအနေနဲ့ပေါ့နော်အခုမှကိုယ်ပိုင်လုပ်ငန်းကိုစတင်မဲ့သူလေးတွေအနေနဲ့ပေါ့နော်အမျိုးတွေကိုအားကိုးပေးရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါအမျိုးတွေနဲ့ကိုယ့်ရဲ့အသည့်တွေကိုအားကိုးပေးရမယ်ဆိုလို့ရှိရင်တော့သိကြတယ်ဒါအရင်ပြုတ်မှာပါဆိုတော့ကြောက်အောင်လို့ပြောတာမဟုတ်ပါဘူးဒါပေမဲ့လို့ကိုယ့်စီကသူတို့တွေမဝယ်လဲကိုယ့်စီကဝယ်တဲ့သူတွေရှိလာအောင်ကိုကလောက်ယူလို့ရပါတယ်ကိုကစူးစမ်းလို့ရပါတယ်ကိုနဲ့မသိတဲ့မိတ်ဆွေတွေနဲ့သိလာအောင်ကိုနဲ့ပို့ပြီးတော့ရှင်းနေလာအောင်ကိုယ့်စီကိုဒါ customer တွေရလာအောင်ဒါဆွဲဆောင်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်အခုလိုပြောရဲဆိုတော့ကြောက်ဖို့ပြောတာမဟုတ်ပါဘူးဒါကသတိပေးတဲ့အရာလေးတစ်ခုပေါ့နော်တို့ကိုစီကမဝယ်လေကိုကရောင်းအားတွေကောင်းအောင်ကိုစီကတခြားသူတွေလာဝဲလာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ကိုကိုတိုင်းလည်းလုပ်ခဲ့တာဖြစ်ပါတယ်မာကတင်ရောင်းသမားတယောက်အနေနဲ့အခုချိန်ထိအခုဒီနေရာမှာရက်တည်နေတာဖြစ်ပါတယ်အခုလာပြောတာကကြောက်သွားဖို့မဟုတ်ပါဘူးအခုလိုမျိုး customer တွေများများရလာအောင်ပေါ့နော်ကိုယ့်ရဲ့စီမှာ real customer real ဖောက်တယ်တွေရလာအောင်လုပ်လို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်အဲ့ဒါကဘယ်လိုလုပ်မှာလဲဆိုတော့က marketing ကိုလေ့လာမှာဖြစ်ပါတယ်အခုလို21ရာစုမှာပေါ့နော် marketing ကိုလေ့လာမယ် digital marketing နဲ့ marketing ကိုပေါင်းပြီးတော့ကိုယ့်ရဲ့ business net ကိုဒါတည်ထောင်လိုက်မယ်ဆိုလို့ရှိရင်သိချပါတယ်အဲ့ဒီ business net ကရောင်းအားတွေကောင်းမှာဖြစ်တယ်လို့ပေါ့နော်တခြားသူတွေထက်လည်းဒါအမြင့်ဆုံးနေရာမှာတည်ရှိနေမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ပေါ့နော်အခုမှစတင်ပြီးတော့ဒီ online မှာရောင်းချင်တယ်ဆိုင်ဖွင့်ပြီးတော့ရောင်းချင်တယ်အခုမှစီးပွားရေးစလုပ်မဲ့ဒီလူငယ်တွေမောင်လေးတွေညီမလေးတွေကိုပြောချင်တာကပေါ့နော်ကိုယ့်စီကဒီအမျိုးတွေကိုယ့်ရဲ့အသည့်တွေမဝယ်လဲပေါ့နော်တခြားသောနေရာကနေပြီးတော့ဖောက်တယ်တွေညရှာလို့ရပါတယ် marketing နဲ့ digital marketing ကိုပေါင်းပြီးတော့ကိုယ့်စီကို real customer တွေရအောင်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုပြောပြတာဖြစ်ပါတယ်